ကဲမိုးရသည်မှာစားလို့ကောင်းတဲ့ဟင်းလေးပေါ့နော်ဒါလေးကတော့ငါးလေးဥကတ်ချက်မဲ့ငပဲလေးပေါ့နော်ဒါလေးကတော့ငါးလေးငပဲထဲမှာမှနော်ငခုံးမလေးတစ်ကောင်ပါလာတာပါအဲ့တော့ကျက်တော့အနီနဲ့ခရမ်းညီနီနဲ့ကိုဒီလိုမျိုးလေးလှုပ်ထားမယ်ပြီးလို့ရှိရင်တော့ကြိတ်မယ်ပေါ့နော်ကြိတ်ပြီးသွားလို့ရှိရင်အဖြူအနီကြိတ်ခရမ်းညီနီလေးလည်းကြိတ်ငြုပ်သီးစိမ့်လေးကိုထပ်ချမ်းခွဲတာပေါ့နော်ပြီးရင်တော့ဒီမှာကျက်တော့အနီအဖြူစီတက်မယ်ပြီးသွားလို့ရှိရင်တော့ကျမတို့အစိမ့်မုတ်ထည့်မယ်ပေါ့နော်ဒီဘက်မှာကျမ2အိုးနဲ့ချက်တယ်ဒီဘက်မှာတော့ကျက်တော့အနီကိုလည်းဒီဘက်ဒီလိုပဲပေါ့နော်စီတက်တယ်ဟိုဘက်ကောဒီဘက်ကောအတူတူပဲအဲ့တော့အတူတူပဲစီတက်တယ်ပြီးတော့လို့ရှင်တော့အစိမ့်မုတ်လေးထည့်တယ်အစိမ့်မုတ်လေးအယောင်လေးလေးရဲလာပြီဆိုလို့ရှင်တော့ကျမတို့ခရမ်းညင်နီလေးထည့်တယ်ပေါ့နော်ခရမ်းညင်နီလေးကိုလည်းကြိတ်ထားတော့ပိုပြီးမြန်တယ်အရန်အကြာကြီးချက်စရာမလိုဘူးပေါ့နော်အချိန်ကိုလူလောက်ရတယ်ကျမတို့အတွက်ကဒီနီးလေးရအဆင်ပြေတယ်နောက်တော့ကျမမီးဖို့နှစ်ပုံနဲ့ချက်တော့မြန်တယ်ပေါ့နော်မိုးကလည်းအုပ်နေတယ်ဒီလိုမိုးရသည်ဆိုလို့ရှင်ဒီလိုမျိုးငါဟင်းအသေးလေးတွေပေါ့နော်ငါသေးသေးလေးတွေကမျက်စိအတွက်လည်းကောင်းပါတယ်အဲ့တော့ငါးလေးတွေထဲမှာငါခုံးမလေးတစ်ကောင်ပါလာတယ်ရှင်တစ်ခါတလေကြလို့ရှင်ငါးတွေအများကြီးထဲမှာငါခုံးမတစ်ကောင်ကြောက်တလေလုံးပုတ်ဆိုတဲ့ပုံမြင်ကြားဘူးကြမှာပေါ့နော်အားလုံးလည်းသိကြမှာပေါ့အဲ့တော့ငါအကောင်းနေကြတဲ့မှာမကောင်းတဲ့ငါတစ်ကောင်ပါလာလို့ရှိလို့ရှင်ငါးဒီတလေလုံးကိုလွတ်ပြရတာပေါ့နော်အဲ့ဒီငါးလေးပေါ့အဲ့တော့ကျမတို့လူပတ်ဝန်းကျင်မှာလည်းဒီလိုပါပဲလူကောင်းနေကြတဲ့မှာမကောင်းတဲ့လူတယောက်ပါလာလို့ရှင်လူကောင်းတွေကိုဆုံးရှုံးရတယ်နဲ့နစ်နာရတယ်နဲ့ပေါ့နော်အဲ့တော့ခရမ်းညင်ကြီးလေးဒီလိုမျိုးလေးစီတက်ပြီးပြီဆိုလို့ရှင်เนาะဟိုဘက်မှာငပဲကိုထည့်ပြီးသွားပြီဆိုဒီဘက်မှာလည်းငပုံနာလေးကိုအဲ့လိုမျိုးလေးပဲထည့်လိုက်တယ်ငပုံနာကနှုတ်တဲ့အတွက်အရန်ကြီးမမှုပါနဲ့ကျမကတော့ငါးလေးတွေကိုချပြီးတော့မှုတယ်ပြီးလို့ရှင်ကျမဒီဒဲပြောရမယ်ဆိုလို့ရှင်ငါအိုးကမကတ်အိုးဆိုတော့ကျမကဒီလိုမျိုးလေးလှုပ်ပြီးတော့မှုပြီးတယ်ပေါ့နော်ဇွန်းနဲ့တိတ်မမှုတော့အဲ့လိုမျိုးလေးဒဲအိုးလေးကိုပဲမှုပြီးတယ်အရန်နူးညံ့ပါတယ်အဲ့တော့ဒီရာဒီမှာအရန်စားကောင်းတော့ဗောနော်အဲ့တော့ဒီငပုံနာအကုန်လုံးက1000မိုးပဲပေးရတယ်ငပဲလေးက9000မိုးပဲဒါပေမဲ့လည်းစားလို့ကောင်းတယ်အဲ့တော့ဒီလိုအိုးလေးကတ်လာပြီဆိုလို့ရှိရင်ငပဲလေးကိုနနမင်းလေးအုပ်လိုက်လို့ရှိရင်ရပြီပေါ့နော်အရင်လည်းဟိုချက်စရာမလိုဘူးဒါပေမဲ့မီးကိုတော့နည်းနည်းလေးချိန်ညှိရမယ်ပေါ့နော်အိုးလေးကတ်စားပြူလာပြီဆိုလို့ရှိရင်မီးလေးလျှော့ပြီးလိုက်ပါအဲ့တော့ပင်စိမ်းအုပ်လည်းရတယ်နနမင်းအုပ်လည်းရပါတယ်ကျမတို့နနမင်းလေးပဲအုပ်လိုက်ပါတယ်ရှင့်ဒီငပုံနာကိုတော့ကျမမကြီးရညှစ်မှာပေါ့နော်အခုလိုမျိုးလေးဖြစ်လာပြီဆိုလို့ရှိရင်တော့မကြီးရလေးနည်းနည်းလေးညှစ်လိုက်တယ်အဲ့ဒါဆိုရင်အရသာလေးတစ်မျိုးစားရတယ်ပြီးရင်တော့အိမ်မကိုတစ်ခါညွန့်လေးကြော်ချက်ချက်ပါတယ်ပြီးလို့ရှိရင်တော့ငပိလေးကျူပါတယ်ရှင်အရန်လိုက်ဖိုက်တယ်ပေါ့နော်မိုးရသည်အေးလေးနဲ့ဒီလိုမျိုး